အီဂျစ်နိုင်ငံကုန်းမြေမြင့်ရဲ့အစွန်းမှာရပ်နေပြီးသဲကန္တာရလီညင်းကိုခန်းစားနေရလို့မြင်အောင်ကြည့်လိုက်ပါ။ Brother တို့ရဲ့ရှေ့မှာရှီဟောင်ကမ္ဘာအံ့ဖွယ်ခုနှစ်ခုထဲမှာနောက်ဆုံးကျန်ခဲ့တဲ့လက်ရတစ်ခုရှိနေပါတယ်။အဲ့ဒါကတော့ဂီဇာပီရမစ်ကြီးပါပဲ။ဒါကအထိမ်းအမှတ်အဆောက်အုံတစ်ခုတည်းမကပဲနှစ်ပေါင်း4000ကျော်ကြာတမိုင်းရဲ့စိန်ခေါ်မှုတွေကိုကြံ့ကြံ့ခံနိုင်ခဲ့တဲ့အမခန်းလက်ရတစ်ခုလည်းဖြစ်ပါတယ်။လွန်ခဲ့တဲ့နှစ်ပေါင်း4600ခန့်ကဖာရိုဘီယင်ခူဖူးအတွက်တည်ဆောက်ခဲ့စဉ်ကဒီပီရမစ်ကအမြင့်ပေ146.6 မီတာရှိခဲ့ပြီး48တက်တိုက်အဆောက်အုံတစ်ခုနဲ့ညီမျှပါတယ်။အင်္ဂလန်ကလင်ကွန်းချက်စ်ကိုမတိဆောက်ခင်အထိနှစ်ပေါင်း3800ကျော်တိုင်ကမ္ဘာအမြင့်ဆုံးလူလို့အဆောက်အုံအဖြစ်စံချိန်တင်ခဲ့တာပါ။ဒီနေ့ခေတ်မှာတော့တိုက်စားမှုတွေကြောင့်အမြင့်138မီတာခန့်သာရှိတော့ပြီးဧရိယာအဖြစ်73ဧကကျယ်ဝန်းပြီးဘောလုံးကွင်း10ကွင်းကစားကိုအုပ်ထားလို့ရပါတယ်။ဒီပီရမစ်ရဲ့ဒူးတွေကလူတွေရဲ့စိတ်ကူးနဲ့တောင်မမှန်းဆနိုင်အောင်ကြီးပါတယ်။ဥမာအားဖြင့်2တန်ခွဲအလေးချိန်ရှိတဲ့ကြောက်တုံးပေါင်း23သိန်းနဲ့တိစောက်ထားတာပါ။တချို့ကြောက်တုံးတွေဆိုရင်တန်80တောင်အလေးချိန်ရှိပါတယ်။ခင်မီဂရိတ်နေမရှိပဲဒီလောက်လေးတဲ့ကြောက်တုံးတွေကိုဘယ်လိုမှတင်ခဲ့လဲဆိုတာကတော့ဒီနေ့အထိဗဟေတိဖြစ်နေသေးပါပဲ။ပီရမစ်ရဲ့စုစုပေါင်းအလေးချိန်ကတန်ချိန်6တန်းခန့်ရှိပါတယ်။